ပြည်သူအားလုံးပဲမင်္ဂလာပါခင်ဗျာ MSN Channel မှာကြိုဆိုပါတယ်ကျွန်တော် Channel လေးဟာထူးထူးခြားခြားသတင်းကြောင်းအများကိုတင်ဆက်ပေးသွားမှာဖြစ်လို့ Channel လေးကို Subscribe မလုပ်ရသေးဘူးဆိုရင် Subscribe လုပ်ထားဖို့ဦးစားပထမတောင်းဆိုချင်ပါတယ်ခင်ဗျာအခုကျွန်တော်ပြောပြပေးမယ့်အကြောင်းအရာကတော့ Model မလေးခင်အချင်းကျော်ရဲ့အကြောင်းပဲဖြစ်ပါတယ် Model မလေးခင်အချင်းကျော်က Model လောက်လာတာဟာဆိုရင်9နှစ်ရှိခဲ့ပြီပဲဖြစ်ပါတယ်သူမ၏စီးပွားရေးလုပ်ငန်းများဆိုရင်အင်္ဂါများငါထားပြီးလက်ရှိမှာတော့ online shop လုပ်ဖို့စဉ်းစားနေတာပဲဖြစ်ပါတယ်။သူမရဲ့ခန္ဓာကိုယ်လှပဖို့အတွက်ရင်းစောနေသူတစ်ယောက်ဖြစ်ပြီးသူမရဲ့လှပတဲ့ပုံရိပ်တချို့ကိုလည်း Facebook စာမျက်နှာပေါ်တွင်ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ Model ခင်ချင်းကျော်ဟာsexy model ထဲမှာတော့လူအောင်ကိုသဘောကျပါတယ်။သူမရဲ့ body ကိုလည်းကြိုက်ပါတယ်လို့ပြောကြားလာခဲ့တာဖြစ်ပါတယ်။ကျွန်တော် channel လေးဟာထူးထူးခြားခြားသတင်းကြောင်းအများကိုဒီနေ့အများတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးဘေးကခေါင်းလောင်းလေးပြီးသွားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာမင်္ဂလာရှိတဲ့နေ့ရက်များ